ကဲအခု view လေးကတော့ green house ထဲရောက်လာပြန်ပြီပေါ့နော်စောနာတော့ငါလို့ kitchen ထဲမှာtissue နဲ့လောက်တာမဟုတ်တော့ဘူးအခုကကျွန်မဘာလုပ်မလဲဆိုငရုတ်ဒီဘောင်းစုံဆိုင်မယ်ငရုတ်ဒီတော့ကျွန်မရောက်ကတိစီရခဲ့ငရုတ်ဒီတွေပေါ့နော်spicy chili တဲ့ spicy chili တဲ့နာမည်ကမရေးထားဘူးဒါပေမဲ့ကျွန်မစမ်းဆိုင်မယ်ထွက်လာတဲ့ခါမှာဘာဒီတွေလဲဆိုတော့သိရအောင်ပေါ့နော်ဒါတွေကတော့ကျွန်မရဲ့မျိုးစေ့ပေါ့နော်ဒီလို chili အစိတ်ရှိတယ်မိုးမြော်ငရုတ်လိုမျိုးပုံစံမျိုးပေါ့နော်ဒါအားလေးချီလီပေါ့နော်ငရုတ်ဒီအပူစာကလောက်ခေါ်တဲ့ငရုတ်ပေါ့နော်ဒီငရုတ်တွေကိုကျွန်မဘန်းတစ်ဘန်းထဲမှာတို့အကန့်ခွဲပြီးတော့အစီချလိုက်မယ်ချပြီးမှနောက်မှပြောင်းဆိုင်မယ်ပေါ့နော်အဲ့ဒါဟိုကျွန်မဘယ်လိုလုပ်မလဲဆိုရင်ဒါကကြတော့အပေါက်မပါတဲ့ tray အပေါက်မပါတဲ့ tray ကိုဒီလိုအပေါက်ပါတဲ့ tray နဲ့ဒီလိုတင်မယ်ပေါ့နော်ဒီလိုတင်ထားမယ်အဲ့မှာကျွန်မဒီမှာမြေဖြည့်လိုက်မှာအခုကျွန်မဒီမြေကမနစ်ကတုံးပြီးသားမြေအစ်စ်နဲ့မဆိုင်ဘူးပေါ့နော်ဒီနေ့ဘတ်ဂျက်ချွေတာမှရတော့မယ်လေနော်ဟိုတွေးလိုက်တိုင်းကလေကျန်တာကဈေးမများပဲနဲ့ဒီgardener ဘိုးတွေကိုလေကို spend လုပ်တာတွေပြန်ပြီးစည်ရင်ချုပ်ပြီးတွေးစဉ်းစားလိုက်တယ်နှလုံးတွေလည်းဖောက်တွေးတွေလည်းတက်အဲ့လိုတွေဖြစ်ကုန်ပြီကျမလေယောက်ျားလည်းပြောနေပြီအဲ့ဆိုကျမဒါငရုတ်ဒီကိုစီရင်ကျမဒီလိုအညောင်းဖောက်မယ်မြေနဲ့သူတို့ကြီးလာတဲ့ခါမှာပြောင်းတဲ့ခါကျရင်ကျမတို့ nursery အိတ်ထဲကိုပြောင်းမယ်ပေါ့နော်အဲ့ဒီလိုလေးလုပ်ပြီးပြီဆိုရင်ကျမကဒါဆိုရင်ပတ်အိုင်းချီလီလေးပါပတ်အိုင်းချီလီကိုဒီဘက်မှာပုံလိုက်မယ်ပုံပြီးရင်ဒီလိုလေးကျဲလိုက်မယ်ဒီဘက်ဒီလိုလုံးတဲ့ခါကျတော့ကိုငရုတ်တီးတွေကြီးပဲထည့်မှာလေနော်ထည့်မဲ့ခါကျတော့ကိုကအစ်စ်တွေလွင့်သွားပြီးရောမစိုးရင်ရတယ်ရောမစိုးရင်တာဖြစ်တဲ့အတွက်ကြောင့်မို့ကျမကဒီလိုဒုတ်လေးကိုဖြတ်လိုက်မယ်ဖြတ်ပြီးရင်တပတ်မှာဆိုရင်သူ့ရဲ့ကဏ္ဍပေါ့နော်လက်ရှိသွားတယ်ကဲဒါလေးကိုနှာခေါင်းကလည်းတရှုပ်နဲ့ sorry ပါပေါ့နော်ဟောပေါ့ကလအော်ပေါ့ကလအော် but I chili သူတို့ပို့တာကျွန်မအတောင်လိုက်ပို့ရတာမြန်မာကနေလို့လေဒါပေမဲ့ကိစ္စမရှိဘူးဒီရောက်မှကျွန်မဖြဲရဲလိုက်တာပေါ့ဒါတခုပြီးလို့ရှိရင်ကျွန်မဒီငရုတ်အရန်ကြိုက်တဲ့အားလေးချီလီကျွန်မပေးထားတဲ့နာမည်အားလေးချီလီသူကစောစောစီစီတီးတဲ့ငရုတ်ပေါ့နော်အဲဆိုကျွန်မဒီဟာလေးကိုလည်းချမယ်မျိုးစီလေးကိုအလိုချမယ်ချပြီးရင်သူ့ကိုလည်းစောနာကအတိုင်းပဲတုပ်လေးကိုစီလိုက်မယ်စီပြီးတော့ဒီလိုလေးချထားပေးမယ်မိုက်တယ်မဟုတ်လားအဲ့ဆိုနေရာချွေတာရမယ်လေနော်နေရာချွေတာရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ငရုတ်ဒီဆိုလည်းငရုတ်ဒီတွေကြီးပဲအဲ့လိုမျိုးဖြစ်အောင်လို့ပေါ့နော်ကျမပတ်အိုင်းချီလီကြိုက်ဖြုံဆိုတော့တူတော့အစီများများထည့်ထားတယ်ပေါက်လာပြီဆိုခါမှထုတ်ပြီးတော့မှကိုကစိုက်မယ်ပေါ့ဒါကြတော့ငရုတ်ဒီဟိုပါပေါ့ငပိရည်တွေချက်ဆိုင်လေငပိရည်တွေချက်ဆိုင်ထဲငရုတ်ဒီအပူအဆက်ပြဲလန်နေအောင်ဆက်တာကလအော်လိုလည်းခေါ်ကြပါတယ်ကလအော်လိုလည်းခေါ်ကြတယ်အဲ့ဒါလည်းပြဲလန်တဲ့ငရုတ်ပေါ့နော်ဒါကိုလည်းကျမဒီလိုလေးပဲထားမယ်ငရုတ်ဒီမို့နာ sorry ငရုတ်ဒီတဲ့မုံကုန်မယ်ဒါကျမကိုယ်တိုင်ရောင်းနေတဲ့ငရုတ်ဒီငရုတ်ဒီလေးလည်းထည့်ဆိုင်မယ်အဲ့ဒါလိုလေးလှုပ်ပြီးသွားပြီးစီရင်ကျမတို့အပေါ်ကနေမြေလေးဖုံးမယ်မြေလေးနည်းနည်းစီပပပုတ်မယ်ပေါ့နော်တို့မြေပပုတ်မယ်ငရုတ်ဒီလည်းမွန်တော့နားတွေပါထွက်လာပြီနားတွေပါထွက်ပြီးနားတာနေလည်းပေါက်လာတယ်ကဲငရုတ်ဒီကိုဒီလိုပြုံးသူ့ကအိတ်တွေပါနေကလေနောက်အပြင်ပေါက်လာပြီးမှပြောင်းဒါတော့ငရုတ်ဒီကိုပြိုးတာဖြစ်ပါတယ်ပြီးရင်ကျမတို့ကရေလေးကိုရှုနဲ့ပြန်လိုက်ရေရွှဲနေစေကဲဒီလိုလေးရှုလိုက်မယ်လေ
ကဲဒါစိုက်လို့ပြီးသွားပြီ